လူနေမှုစိတ်တွေအရင်ကမြင်မနေတဲ့ဒီနေ့ခေတ်မှာဝင်လမ်းကြောင်းတစ်ခုရဲ့ပုံပြီးခုနေရတာကလုံလောက်မှုရှိလားဆိုတာလူတိုင်းစဉ်းစားလာကြတဲ့အချက်တစ်ခုဖြစ်တယ်။အိမ်အသုံးစိတ်တွေတာသမီရဲ့အနာဂတ်ပညာရေးရည်မှန်းချက်တွေကိုစိတ်တိုင်းကြပံ့ပိုးပေးနိုင်ဖို့ဆိုရင်ကျမတို့မှာဒုတိယဝင်ငွေလမ်းကြောင်းတစ်ခုတည်ဆောက်ထားဖို့လိုအပ်လာပြီဖြစ်ပါတယ်။ကျမတို့တွေကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဒါမှမဟုတ်ဝန်ထမ်းစားတဲ့လုပ်ငန်းတွေကိုလုပ်ကိုင်နေဆိုပေမဲ့ဒီလုပ်ငန်းကအပေါ်စုမိဖို့တဲ့အိမ်ဈေးနဲ့ကလေးပညာရေးအသုံးစိတ်တွေကိုပုံမှန်လဲပတ်နိုင်ဖို့ရာကိုပဲကျမတို့အားစိုက်ပြီးတော့မှရုန်းကန်နေရတာမျိုးတွေကြုံတွေ့ရတတ်တယ်။အပေါ်ဝင်ငွေရမယ်လမ်းကြောင်းတစ်ခုလည်းလုပ်ချင်တယ်ပေါ့နော်။ဘာလို့မှလည်းမသိဘူးဆိုလို့ရှိရင်ကျမအခုလုပ်ကိုင်နေတဲ့ online business လုပ်ငန်းတစ်ခုနဲ့မိတ်ဆက်ပေးခြင်းနဲ့ဒီလုပ်ငန်းကနိုင်ငံတကာအသိမှတ်ပြုတရားဝင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီးတော့မှဖုန်းလက်တော့ကွန်ပျူတာတို့နဲ့အင်တာနက်ရတဲ့မြည်သည့်နိုင်ငံမြည်သည့်နေရာမှာဆိုလုပ်ကိုင်လို့ရတယ်။မင်္ဂလာပါကျမနာမည်ကတော့ခေချီဝမ်လို့ခေါ်တယ်ကျမက digital business လုပ်ငန်းကိုမြန်မာပြည်မှာလေးမြို့မှာမိသားစုနဲ့တူနေထိုင်ရတဲ့ဝင်ရောက်လုပ်ကိုင်နေတာဖြစ်တယ်ဒီလုပ်ငန်းကိုစိတ်ဝင်စားလို့လုပ်ကိုင်နေတဲ့လူတွေကိုလက်တွဲခေါ်ပေးနေတဲ့မင်တာတယောက်လည်းဖြစ်တယ်ကျမဘာကြောင့်မို့လို့ဒီလုပ်ငန်းကိုရွေးချယ်လုပ်ကိုင်ဖြစ်ခဲ့လဲဆိုရင်ဒီလုပ်ငန်းကမိမိရဲ့လက်ရှိမိသားစုတာဝန်လုပ်ငန်းတာဝန်နဲ့တွဲဖက်ပြီးတော့မှအချိန်နေရကန့်သတ်ချက်မရှိဘဲနဲ့မိမိအားတဲ့အချိန်ကြာမှာတရက်ကိုနိုင်ရင်အနေငယ်ပြီးတော့မှဝင်ရောက်လုပ်ကိုင်လို့ရတာကြောင့်ဖြစ်တယ်အလုပ်ရှုပ်နေတဲ့လူတွေအတွက်နောက်ွယ်ကနေပြီးတော့မှ automation system ကလုပ်ငန်းအလဲပတ်မှုအပိုင်းအများစုကိုကူညီပြီးတော့မှပံ့ပိုးပေးထားတာဖြစ်တယ်ကျမတို့လုပ်ကိုင်ရမယ့်အပိုင်းကတော့ကျမတို့ရဲ့ social media platform တွေကနေတစ်ဆင့်ကျမတို့ရဲ့လုပ်ငန်းအခွင့်အလမ်းကိုကြော်ညာပေးရတဲ့အပိုင်းကိုပဲအဓိကတာဝန်ယူလုပ်ကိုင်ပေးရတာဖြစ်တယ်ဒီလုပ်ငန်းက global business ဖြစ်ပြီးတော့မှအင်္ဂလိပ်စကားအနည်းငယ်သိဖို့တော့လိုအပ်တာဖြစ်တယ်ဒီလုပ်ငန်းလုပ်ဖို့ရအတွက်လုပ်ငန်းတွေ့ကြုံမလိုအပ်ဘူးနည်းပညာကျွမ်းကျင်မှုမလိုအပ်ဘူးကျမဆိုလို့ရှိရင်လည်း Facebook ကြည့်တိုင်းရော TikTok ကြည့်တိုင်းရောနဲ့ဝင်ရောက်လုပ်ကိုင်နေတာဖြစ်တယ်ဘာလို့လဲဆိုတော့ဒီလုပ်ငန်းမှာနားလည်လို့တဲ့ဗီဒီယိုဖိုင်နဲ့စဉ်သင်ကြားပေးထားတဲ့ trainees နဲ့ထားရှိပေးထားပြီးတော့မှနားမလည်မေးလို့ရတယ် coach နဲ့ mentor ကိုလည်းရသပံပေးထားတာဖြစ်တယ်ဒါကြောင့်မို့လို့ကျမတို့ကဒီလုပ်ငန်းကိုလက်ရှိမိမိရဲ့လုပ်ငန်းတွေနဲ့တွဲဖက်ပြီးတော့မှလုပ်ကိုင်လို့ရတာဖြစ်တယ်ဒီလုပ်ငန်းကိုဘယ်လိုတွေလုပ်ကိုင်လို့ရလဲဆိုလို့ရှိရင်အသက်16နှစ်ပြည့်ပြီးတဲ့ကျမမျိုးလုပ်ကိုင်လို့ရပြီးတော့ social media ကိုအသုံးပြုပြီးတော့မှဝင်ငွေတိစောက်ချင်တဲ့လူတွေလက်ရှိမိမိလုပ်ငန်းမိသားစုတာဝန်ကြားတဲ့ကနေ plan B တိစောက်ချင်တဲ့လူတွေနဲ့အိမ်ပြင်ထွက်လုပ်ဖို့အဆင်မပြေတဲ့လူတွေအတွက်တင့်တော်တဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ဒီလုပ်ငန်းရဲ့အကျိုးကျေးဇူးတွေကတော့ဝင်ငွေကိုကန့်သတ်နိုင်မဟုတ်ဘဲနဲ့မိမိရဲ့ကြိုးစားအားထုတ်မှုပေါ်မူတည်ပြီးတော့မှရရှိနိုင်ပြီးတော့ရရှိခိုင်မာသေချာတဲ့စီးပွားရေးအုံမြင့်တစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်တယ်။ဒီပညာနဲ့ mindset ပိုင်းမှာလည်းအမြဲတမ်းသင်ယူလေ့လာခွင့်ရလို့မိမိရဲ့ skill တွေကတိုးတက်လာတာဖြစ်တယ်။အထူးခြားဆုံးအချက်ကတော့သတ်မှတ်ထားတဲ့ရာထူးအဆင့်ကိုရောက်ရှိသွားတဲ့အချိန်မှာဘဝတစ်ခုလုံးစိတ်အေးချမ်းသာစွာဖြတ်သန်းနိုင်မဲ့ရည်ရှိအကျိုးခံစား권ပေါ့နော် basic plan ကိုထားရှိပေးထားတာဖြစ်တယ်။ကိုယ့်ရဲ့လက်ရှိလုပ်ကိုလည်းထိခိုက်မှုမရှိပဲတစ်ဖက်မှာလည်းရည်ရှိအကျိုးခံစား권ထိပါရရှိနိုင်မဲ့ခိုင်မာသေးကြတဲ့စနစ်တစ်ခုကိုစတင်ထားခြင်းလို့ရှိရင်လေ့လာကြည့်ဖို့ရအတွက်အကြံပေးခြင်းလေတကယ်လို့မိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားလို့လေ့လာကြည့်ခြင်းကျမရဲ့ website ဖြစ်တဲ့ www.khichiwan.com မှာနာမည်နဲ့ email တော့မဟုတ် Gmail ထက် register လုပ်ပြီးဝင်ရောက်လေ့လာလို့ရသလိုကျမကို Messenger ကနေပြီးတော့မှဆက်သွယ်လို့လည်းရပါတယ်ရှင်ကျမကတော့မိတ်ဆွေတို့ကိုအစဉ်အဆက်ကူညီလမ်းပြပေးမဲ့မေတ္တာတယောက်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်